ဒီနေ့မနေ့က19ရက်10လ2025အောက်တိုဘာလ19ရက်နေ့မှာ Sinai Christian Church Moscow Norway မြို့မှာကျွန်တော်တို့အစာရှောင်ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့တသက်ခံခြင်းများကိုစတင်တသက်ခံပါတယ်တသက်ခံတဲ့အခါမှာမနေ့ကကျွန်တော်ကျေးဇူးတော်ကြောင့်အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းရဲ့စကလုံးအဓိပ္ပာယ်များနောက်ပြီးတော့အကျိုးကျေးဇူးများနောက်ပြီးတော့ရည်ရွယ်ချက်များကိုကျွန်တော်တို့မနေ့ကတသက်ခံပါတယ်အဲ့ဒီတသက်ခံတဲ့အခါမှာကျွန်တော်ကစာရှောင်ဆုတောင်းချက်အဓိပ္ပာယ်များကိုကျမ်းစာဖက်ကနေပြီးတော့လေ့လာနိုင်တဲ့လောက်လေ့လာခွင့်ရတဲ့အရာနဲ့အတွေ့အကြုံကနေပြီးတော့နားလည်လာတဲ့အရာနဲ့နောက်ပြီးတော့ဖြတ်တန်းလာတဲ့ကြားနာမှုများကိုမနေ့ကတသက်ခံတယ်အဲ့ဒီမှာကျွန်တော်ကမနေ့ကကိုရီးယားလူမျိုးများထံမှရရှိသောအစာရှောင်ဆုတောင်းခြင်းရဲ့တသက်ခံခြင်းများနဲ့နောက်ပြီးတော့အဓိပ္ပာယ်များမြန်မာနိုင်ငံချင်းပြည်နယ်မရာနယ်ဘက်ကရရှိထားတဲ့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းရဲ့အဓိပ္ပာယ်များနဲ့အကျိုးကျေးဇူးများကိုမနေ့ကတသက်ခံပါတယ်ဒီနေ့ဆက်လက်ပြီးတော့အခွင့်အခါကြုံတဲ့တွေ့ပြန်ပြီးတော့ကျေးဇူးတော်ပြန်ခံစားတယ်အခုမနေ့ကအစပိုင်းပုံစံမျိုးဖြစ်တဲ့အတွက်ဒီနေ့ဆက်ပြီးတော့သွားမယ်အဲ့ဒီခါမှာဒီနေ့ဆက်သွားမယ့်ຢာကတော့ဒီအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းဆိုတဲ့စကားလုံးထဲမှာမနေ့ကပြောတဲ့ဂရိစကားနဲ့ထိုထေမြန်မာလိုကတော့နှင့်ပေါ့ချင်းလိုကတော့လဲဆိုroll ut le khatam roll ut le khatam အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းလို့တွဲတဲ့အရာကနှင့်နဲ့တွဲတယ်အဲ့ဒါမနေ့ကပြောတယ်လေမနေ့ကကျမ်းစာထဲမှာတော့ဂရိနဲ့သခင်ခရစ်တော်ပြောတယ်ရှမဿဲအခန်းကြီး19အငယ်20ကနေပြီးတော့21မှာသခင်ခရစ်တော်ကအစာဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းဆိုပြီးတော့တွဲလိုက်တယ်ဆိုမနေ့ကတသက်ခံတဲ့ခါမှာကိုတော်သခင်ခရစ်တော်တွဲတဲ့အရာကိုကျွန်တော်ကနေပြီးတော့ပြန်ခွဲရင်အဲ့ဒီတွဲတဲ့ကောင်းကြီးမရတော့ဘူးပေါ့ကိုတော်ကပေါင်းတဲ့ဟာကိုခွဲရင်ကျွန်တော်ခွဲပြီးလုပ်ရင်အဲ့ဒီပေါင်းလို့ရတဲ့ကောင်းကြီးမရတော့ဘူးဆိုတော့မနေ့ကတသက်ခံတယ်။ဘာလဲဆိုတော့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းလို့တွဲတယ်။အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းတွဲလိုက်ရင်တဲ့မဖြစ်နိုင်တာဘာမှရှိမှာမဟုတ်ဘူးလို့ကျမ်းစာထဲမှာဖတ်တယ်။ဒါပေမဲ့မြန်မာလိုဘာသာပြန်တဲ့ခါမှာတော့မတတ်နိုင်တာဘာမှရှိမှာမဟုတ်ဘူးလို့ပြန်ပြောတယ်ဆိုတော့အင်္ဂလိပ်လိုကြတော့ nothing will be impossible for you အဲ့ဒါ impossible ကတော့မဖြစ်နိုင်တော့အရာဘာမှမရှိဘူးမြန်မာလိုကြတော့မတတ်နိုင်တော့အရာဘာမှမရှိမှာမဟုတ်ဘူးမြန်မာအတိတ်ပဲမှာတော့မဖြစ်နိုင်တော့အရာကိုဘာသာပြန်တော့သူကမတတ်နိုင်တော့အရာနဲ့ပြန်တယ်ဟာခါလိုဘာသာပြန်တဲ့လူကြတော့မဖြစ်နိုင်တော့အရာကိုသူကနန်တော့ခေါ်လို့မရမလားလို့လှုပ်ချင်းနဲ့ဘာသာပြန်တယ်အဲ့တော့မနေ့ကကျွန်တော်အဲ့ဒါကိုဘာကွာတလဲလို့ကျွန်တော်မနေ့ကတတိခံတဲ့ခါမှာတော့ဖရာသခင်ကကျွန်တော်လူသားကိုဖန်ဆင်းတဲ့ခါမှာလက်ဆောင်ပေးထားတဲ့အရေးချင်းပေါ့အရေးချင်းလက်ဆောင်၄ခုပေးထားတယ်အဲ၄ခုကိုကျွန်တော်လူသားတွေကအတုံးချတဲ့ခါမှာ၄ခုစလုံးအတုံးမချနိုင်ဘူးအတုံးမချနိုင်တော့ကျွန်တော်အတုံးချနိုင်တာ၄ခုပဲကျွန်တော်ကအတုံးချတဲ့ခါမှာကောင်းကြီးကတအားကွာသွားပြီနော်၄ခုအတုံးချတဲ့လူနဲ့၃ခုအတုံးချတဲ့လူနဲ့၂ခုအတုံးချတဲ့လူနဲ့တစ်ခုအတုံးချတဲ့လူကကောင်းကြီးတအားကွာသွားစားအဲဒီကောင်းကြီးကိုကျွန်တော်ကနော်လူချင်းပေမဲ့မရနိုင်ဘူးအဲဒါကြောင့်ဒီတပတ်တွင်းမှာလေကျွန်တော်ဒီတပတ်တွင်းမှာအော်တာလေအိန္ဒိယဘက်မီဇိုရမ်အိုင်ဇိုနောက်ပြီးတော့ဂျမ်ဖိုင်နောက်ပြီးတော့ဆိုင်ဟာလောင်လိုက်အဲ့ဒီဘက်ကပုံကိုယ်တွေနဲ့ဟာခဘက်ကလူတွေကျွန်တော်ဆုံးဆက်ကြတယ်ဘာဖြစ်လို့ကျွန်တော်ဆူတောင်းတာမရတယ်လဲဆရာတဲ့ကုညီပေးပါကျွန်တော်ပြောတယ်ဆူတောင်းတာမရတာမဟုတ်ဘူးနော်ဆူတောင်းတာကိုရတယ်ဒါပေမဲ့ကျွန်တော်တို့ကနော်တောင်းတဲ့နေရာမှာကျွန်တော်တို့ခုနပြောတယ်ဖျက်ခင်ပေးတဲ့နော်ကျွန်တော်တို့နော်၄ခုကျွန်တော်ရဲ့နော် intelligence ခေါ်တာပေါ့ကျွန်တော်ရဲ့တတ်နိုင်စွမ်း၄ခုကိုအသုံးချဖို့အတွက်နော်ဖျက်ခင်တောင်းတဲ့နေရာမှာ၄ခုအသုံးချတောင်းနိုင်တဲ့လူက၄ခုရတယ်၃ခုတောင်းနိုင်တဲ့လူက၃ခုရတယ်၂ခုတောင်းနိုင်တဲ့လူက၂ခုရတယ်တစ်ခုပဲတောင်းတယ်တစ်ခုပဲရတယ်အဲ့လိုပြောသူကနားမလဲဘူးဆူတောင်းရမှာပေါ့အေးဟုတ်တယ်ရမှာပေါ့အခုဒီနေ့ပြန်ပြောကြည့်မယ်နော်အစာဆောင်ဆုတောင်းတဲ့ခါမှာကျွန်တော်တို့ကနော်ဘာအတွက်တောင်းတယ်လဲအစာရှုဆုတောင်းခြင်းရဲ့အဓိပ္ပာယ်နဲ့နော်ရည်ရွယ်ချက်ပြောကြည့်မယ်နော်ဆိုကျွန်တော်တို့အစာဆောင်ဆုတောင်းတဲ့ခါမှာတဲ့နော်အစာဆောင်ဆုတောင်းရင်ဒီမှာဆုတောင်း
မြန်မာလိုတော့ဆုတောင်းခြင်းနှင့်အဲ့ဒီနှင့်ကိုကျွန်တော်ဒီနေ့အရေးကြီးတယ်ဆိုတာလေးကိုပြန်ပြီးတော့ပြတ်သားတဲ့အနေနဲ့နှင့်လေးကိုဒီမှာအနီရောင်လေးနဲ့နော်မှတ်ချက်ချလိုက်မယ်ဆုတောင်းခြင်းနှင့်အစာရှောင်ချင်းလို့ပြန်ရေးမယ်ဆိုတော့အစာရှောင်ချင်းနဲ့ဆုတောင်းခြင်းကိုပေါင်းလိုက်တယ်ပေါင်းတဲ့ခဏပေါ့ဆိုပေါင်းလိုက်တဲ့ခါမှာတဲ့နော်တခင်ခရစ်ကအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းနဲ့အစာရှောင်ခြင်းကျွန်တော်ဒီနေ့မှာတော့ပြောင်းပြန်ရေးတယ်နော်မြန်မာလိုကြတော့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းဒါပေမဲ့အင်္ဂလိပ်လိုကြတော့ prayer and fasting လို့သူကရေးတယ် prayer နောက်ပြီးတော့ and fasting လို့ရေးတဲ့အတွက်အဲ့ဒါကိုအင်္ဂလိပ်လိုပုံစံနဲ့ပြန်ရေးလိုက်တာပေါ့နော် fasting prayer and fasting ဆိုအဲ့မှာဒီမှာအလယ်မှာနှင့်ကိုသူက and နဲ့ရေးထားတယ်ဆိုတော့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းရဲ့အဓိပ္ပာယ်နဲ့ခုနနော်အကျိုးသက်ရောက်မှုပြောတဲ့ခါမှာအဓိပ္ပာယ်မှာတော့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းပေါင်းလိုက်လို့ရှိရင်တဲ့နော်ကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးမှာအညစ်အကြေးအဟံအတားအနှောက်အယှက်အဖြစ်စီးများကိုစေးကြောပြစ်တဲ့သဘောအဲ့ဒါအစာရှောင်ခြင်းဆုတောင်းခြင်းပေါ့ဆိုတော့စေးကြောပြစ်ခြင်းဆိုဒီမှာကျွန်တော်တို့ရဲ့ဘဝမှာအညစ်အကြေးအဟံတာအနှောက်အယှက်များကိုစေးကြောပြစ်ခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့ဆိုတော့အကျိုးကျေးဇူးမှာတော့ဗာလဲတန့်ရှင်းတာပါလေတန့်ရှင်းတယ်လို့မေးတဲ့ခါမှာဘုရားသခင်ကျွန်တော်တို့ဖန်ဆင်းတဲ့ခါမှာနော်ပထမအဆုံးအာဒံကိုဖန်ဆင်းတဲ့ခါမှာတဲ့နော်ဒီလိုဖန်ဆင်းတဲ့ခါမှာပေါ့ဖန်ဆင်းတဲ့ခါမှာအဲ့လိုဖန်ဆင်းတဲ့ခါမှာတဲ့ဒီမှာသူကအရေးချင်း၄ခုပေးထားတယ်အဲ့ဒီအရေးချင်း၄ခုကဘာလဲဆိုတော့ဒီမှာစိတ်ဆွမ်းအားနောက်ပြီးတော့ဒီမှာနှလုံးဆွမ်းအားနောက်ပြီးတော့ခန္ဓာဆွမ်းအားနောက်ပြီးတော့ဝိညာဉ်ဆွမ်းအားပေါ့၄ခုအရေးချင်းပေးထားတယ်ဆိုဝိညာဉ်ဆွမ်းအားကျွန်တော်တို့ကဆွမ်းအားလို့ပြောတဲ့အတွက်စိတ်မှလည်းဆွမ်းအားကြီးတယ်စိတ်ဆွမ်းအားဆိုမြန်မာလိုတော့စိတ်ဆွမ်းအားတော့မဟုတ်စိတ်ဆွမ်းအင်ပေါ့နောက်ပြီးတော့နှလုံးဆွမ်းအားနောက်ပြီးတော့ခန္ဓာဆွမ်းအားလားဆွမ်းအင်လားဟုတ်ပါနော်မြန်မာလိုဆွမ်းအားဆွမ်းအင်နောက်ပြီးတော့ဝိညာဉ်ဆွမ်းအားနော်အဲ့ဒါကိုအင်္ဂလိပ်ဘာသာပြန်တော့ဟာတော့နော် the power of mind ပေါ့စိတ်က mind ပေါ့ mind ဆိုတော့နော်ဆွမ်းအားကတော့ဆွမ်းတော့ power ပေါ့ mind ရဲ့ power ပေးထားတယ်နောက်ပြီးတော့နှလုံးသားရဲ့ဆွမ်းအားဆိုတော့ heart ကလည်းဘယ်ကတူကိုကြီးမားတဲ့ power ပေးထားတယ်နောက်ပြီးတော့ဒီဘက်မှာခန္ဓာကိုယ်မှာလည်းနော် body မှာလည်း power ပေးထားတယ်နောက်ပြီးတော့ဝိညာဉ်မှာလည်း power ပေးထားတယ် spirit မှာလည်း power ပေးထားတယ်ဆိုအဲ့ဒါဟာနော် power ကပေးပြီးသားနော်ကျွန်တော်တို့မိဘပိုက်တဲ့ကနေပြီးတော့မွေးလာတဲ့ချိန်မှာအခုမိခင်ပိုက်တဲ့နဲ့မွေးလာတဲ့ချိန်မှာအာဒံကိုဖန်ဆင်းတဲ့ချိန်မှာဒီ power ကိုပေးပြီးသားဆိုတော့ဒီ power ကိုအသုံးချတဲ့ခါမှာဘယ်လိုအသုံးချမလဲလို့မေးတဲ့ခါမှာတော့စိတ်ရဲ့ power ကတဲ့သူကပါလေစဉ်းစားတယ်နောက်ပြီးတော့ရှုမြင်တယ်အဲ့ဒါစိတ်ရဲ့ power ပေါ့ဆိုစဉ်းစားရှုမြင်တယ်နောက်ပြီးတော့နှလုံးရဲ့ power ကတော့နော်ခံစားတယ်နောက်ပြီးတော့ခံစားပြီးတော့နော်တုံ့ပြန်တာပေါ့တုံ့ပြန်တယ်နောက်ပြီးတော့ဝိညာဉ်ရဲ့တာဝန်ကြတော့နာခံတယ်နောက်ပြီးတော့ဒီမှာခန္ဓာကိုယ်ကတော့အတုံးချတာပေါ့အတုံးပြုတယ်ဆိုအဲ့လိုအတုံးပြုတဲ့ခါမှာတဲ့နော်ခုနစာရှောင်ဆုတောင်းခြင်းရဲ့အဓိပ္ပာယ်ပါလဲဆိုကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့အညစ်အကြေးများအားလုံးခန္ဓာကိုယ်ကအတုံးမပြုတ်ချင်တဲ့အညစ်အကြေးအစားအသောက်
အစားတောက်ကနေတော့စားတောက်ပြီးတော့ကျွန်တော်မှာပူရှင်တဲ့ဒါကိုစားတယ်ခန္ဓာကိုယ်ရဲ့လိုအပ်တာကိုစားပြီးနောက်မှာပူတာသွားစားမိတယ်နောက်ပြီးတော့ဒါကိုတောက်တယ်ခန္ဓာကိုယ်လိုအပ်တာကိုတောက်ပြီးတော့ပူတာသွားတောက်မိတယ်နောက်ပြီးတော့နော်ဘယ်အစားစာမစို့ကျွန်တော်ပူတာသွားတောက်မိတဲ့ဟာကခန္ဓာကိုယ်ထဲမှာပူသွားပြီပူတဲ့ဟာကိုတမျက်စိထဲတလို့ထဲရမယ်ဒါပေမဲ့ထဲလို့မရတော့ခန္ဓာကိုယ်ထဲမှာရှိနေတယ်အဲ့ဒါကိုတမျက်စိအပြင်မှာဆိုရင်တော့တမျက်စိထဲတလို့ထဲပြရမှာပေါ့တန်ရှင်းရင်အထဲမှာတော့တန်ရှင်းလို့မရတော့အစာရှောင်ဆူတောင်းခြင်းမှာအဲ့ဒါကိုတန်ရှင်းခိုင်းတယ်ပေါ့ထိုနည်း၎င်းပဲစိတ်ကလည်းစဉ်းစားတယ်ရှုမြင်တယ်အဲ့ဒီမှာအကောင်းမြင်အဆိုးမြင်နော်စဉ်းစားတာအကောင်းစဉ်းစားဆိုးစဉ်းစားတာအဲမှာစဉ်းစားရင်းစမ်းတယ်ညစ်ပတ်တဲ့ຢာတွေစဉ်းစားတယ်ညစ်ပတ်တဲ့မြင်တဲ့ဟာတွေကတမျက်စိနဲ့လှည့်ပြရမယ်လှည့်ပြလို့မရတော့အစာဆောင်ဆူတောင်းနေချိန်မှာစီးကြောမှာပေါ့နောက်ပြီးတော့နှလုံးသားတွေရတယ်ပြီးတော့ခံစားတဲ့ခါမှာလည်းမိမိခံစားတဲ့နာကျင်မှုခါတီးမှုနောက်လက်စားချေချင်မှုခံစားတဲ့ဟာကိုနော်မကောင်းတဲ့ဟာတွေကိုကျွန်တော်ကတမျက်စိထဲဆိုလှည့်လို့မရဘူးအစာဆောင်ဆူတောင်းနေချိန်မှာလှည့်ပြရမှာပေါ့ထိုနည်း၎င်းပဲဝိညာဉ်မှာလည်းတဲ့နော်မနာခံတဲ့ຢာတွေရှိတယ်အဲ့ဒီမနာခံတဲ့ຢာတွေကနေပြီးတော့ဖြစ်လာတော့နာကျင်ခြင်းဒုက္ခရောက်တဲ့အားလုံးတုံ့ပြန်ခြင်း rebellion ခေါ်တာပေါ့နော် rebellion ဆိုတာပုံကန်ခြင်းအားလုံးကိုလည်းအစာဆောင်စလို့ဒီမှာတန့်ရှင်းခိုင်းရမယ်အဲ့ဒါသူ့အဓိပ္ပာယ်ပေါ့တန့်ရှင်းစေခြင်းပေါ့ဆိုအခုတန့်ရှင်းစေတဲ့ခါမှာတဲ့နော်ကျွန်တော်တို့အာဒမ်ကတော့မနာခံခြင်းကိုလက်ခံလိုက်တယ်တဲ့မနာခံလက်ခံတဲ့ခါမှာဖယားသခင်မနာခံတော့ဘူးဆိုရင်နော်ဒီဟာဒီဖယားသခင်လူတော်တိုင်းတုံးနိုင်တဲ့အင်အားမရှိတော့ဘူးဆိုတော့ဒီဝိညာဉ်ကထွက်မယ်ဝိညာဉ်ထွက်မယ်ဆိုအဒမမနာခံတဲ့ခါမှာဝိညာဉ်ထွက်သွားတယ်ဆိုအခုတော့ကျွန်တော်အဲ့ဒါဝိညာဉ်ထွက်တော့ခါတိုင်းပြောတဲ့နေမှာအမြင်ပြောဆိုဒီမှာအောက်မှာပြန်ပြောကြည့်မှာပေါ့နော်ဒါကတော့ဒီမှာအနိယောင်ဖြစ်သွားပြီပေါ့ဆိုအနိယောင်ဖြစ်သွားပြီဒီမှာဆိုဒီမှာစိတ်ဒီမှာနှလုံးကျွန်တော်မြန်မာလိုချင်းလိုလည်းနည်းခက်တာပေါ့နော်ခန္ဓာဆိုစိတ်နှလုံးခန္ဓာရှိတယ်ဝိညာဉ်ကသူကမနာခံတော့တဲ့ခါမှာထွက်သွားတာပေါ့ဆိုဝိညာဉ်ထွက်သွားတော့ဒီမှာဝိညာဉ်အပြင်ရောက်သွားပြီဆိုဒီမှာဝိညာဉ်ဆိုလူတွေကအခုဘာဖြစ်သွားလဲနာခံခြင်းဆိုတော့နော်ဒီမှာမရှိတော့တဲ့ခါမှာဘာသာရေးဖြစ်နေပဲရှာတော့တာပေါ့ဝိညာဉ်ကိုတဲ့နော်နာခံခြင်းကိုကျွန်တော်ဘာသာရေးဖြစ်နေရှာတယ်ဒီအထဲကိုထည့်လို့မရတော့ဆိုဒီမှာမနာခံခြင်းပုံကန်ခြင်းတိုက်ခိုက်ခြင်းတပ်ဖြတ်ခြင်းလက်စားချေခြင်းပဲကိုကဒီမှာကျက်စားတော့တာပေါ့စိတ်ကလည်းစဉ်းစားရင်လည်းလက်စားချေဖို့ပဲစဉ်းစားတယ်နောက်ပြီးတော့ရှုမြင်လည်းလက်စားချေဖို့ပဲရှုမြင်တယ်နောက်ပြီးနှလုံးသားလည်းခံစားနာကျင်ဖို့ပဲခံစားတယ်နောက်ပြီးတော့ခွင့်မလို့တရားဆွဲဖို့ပဲခံစားတယ်နော်နောက်ပြီးတော့ခန္ဓာကိုယ်ကလည်းနော်ဒီမနာခံတဲ့စိတ်တိုက်ခိုက်တဲ့စိတ်နာကျင်တဲ့စိတ်မှသူကအသက်ပေးတာပေါ့အသက်ပေးပြီးတော့နော်သူကလှုပ်ရှားတာအဲ့ခါမှာဒါကိုတဲ့နော်ဒီခန္ဓာကိုယ်လည်းတတ်တာစေခြင်းနဲ့စိတ်လည်းတတ်တာစေခြင်းနဲ့နှလုံးသားလည်းတတ်တာစေခြင်းနာခံခြင်းဒီမှာမရှိတဲ့အတွက်ဘာသာရေးလုံးမှတတ်တာမဲ့တဘောဆိုဘာသာရေးလိုက်စားဆိုအာဒမ်သားသမီးတွေကဘာသာရေးလိုက်စားတော်လေနော်ဘာသာရေးလုပ်တော်လေဘာသာရေးတအားခက်လုံးနေဆိုဒီနေ့အာဒမ်သားသမီးတွေအတွက်နာခံခြင်းဟာဘာသာရေးမှာပဲရှိတယ်လို့ဖြစ်သွားတာပေါ့ဘာသာရေးလိုက်တယ်အခုတော့အဲ့ဒီဘာသာရေးလိုက်တဲ့ဟာကအခုကျတော့တခင်ခရစ်တော်ကျွန်တော်တင်ပေးတာကအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းပြောတာပါလေဆိုဖယားသခင်နိုင်ငံတော်ဒီအေဒင်ဥယျာဉ်အပြင်ထွက်သွားတဲ့ဟာကိုအထဲပြန်ထည့်ဖို့ဆိုဒီမှာအာဒမ်ကတဲ့နော်အာဒမ်ကဒီနေရာကိုဆုံးသွားပြီးတော့ဒီနေရာရောက်သွားပြီဆိုအင်္ဂလိပ်လိုကတော့ the fall ပေါ့နော် fall အာဒမ်ကနော်ကျဆင်းသွားပြီဆိုအာဒမ်ပြန်တက်ခြင်းဝိညာဉ်ရေးရနဲ့ပြန်တက်တယ်တဲ့ဝိညာဉ်နဲ့ပြန်တက်တော့ဝိညာဉ်ရမှာဘလို့ပဲချင်းဝိညာဉ်ဘလို့ပဲလှုပ်ပြန်ကြတယ်ပြန်လှုပ်တယ်ပြန်ကြတယ်ပြန်လှုပ်တယ်ပြန်ကြဆိုဝိညာဉ်ရေးရအာဒမ်တို့ကကျင့်တယ်ပေါ့ကျင့်ပြီးတော့ရှာတယ်ဖယားသခင်လမ်းပြတ်မှုကထင်မရောက်နိုင်တော့အခုတော့သခင်ခရစ်တော်ဆုတောင်းခြင်းနဲ့စာဆောင်ခြင်းဖြင့်nothing will be impossible for you ဆို
မဖြစ်နိုင်တာဘာမှရှိမှာမဟုတ်ဘူး nothing will be impossible for you so for you ဆိုတော့လူသားများအတွက် for people လို့မပြောဘူးတင်တို့အတွက်လို့ရေးထားတယ်နော်သခင်ခရစ်တော်ကတင်တို့အတွက်လူသားများအတွက်လို့မပြောဘူး nothing will be impossible for man nothing will be impossible for people မဟုတ် nothing will be impossible for you တင်အတွက်မဖြစ်နိုင်တာဘာမှရှိမှာမဟုတ်ဘူးတဲ့ရှင်မသက်ခန်းကြီး19အငယ်20ကနေ21မှာအဲ့ဒါပဲအချိန်မှာလဲအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းတွဲတဲ့အခါမှာဆိုတော့အဲ့ဒါကိုအင်္ဂလိပ်လိုကြတော့ nothing will be impossible ဆိုတော့အဲ့ဒီမှာ impossible ကဖြစ်ခြင်းပေါ့ဖြစ်ခြင်းမှာတဲ့မဖြစ်နိုင်တာဘာမှရှိမှာမဟုတ်ဘူးတဲ့ဒါပေမဲ့ခုနပြောလို့မြန်မာလိုဘာသာပြန်တဲ့ခါမှာတော့မြန်မာကျမ်းမှာတော့မတတ်နိုင်တာရှိမှာမဟုတ်ဘူးဆိုမတတ်နိုင်ဒါမရှိမှာမဟုတ်ဘူးဆိုမတတ်နိုင်ဆိုတတ်နိုင်နဲ့ပြောတယ်တတ်နိုင်နောက်တော့ချင်းလို့ကြတော့နန်တော့ခေါ်လို့မင်းလိုက်လို့နန်တော့ခေါ်လုံးမီအုံးလိုက်လို့ဆိုတော့ခေါ်ဆိုခုဒီနေ့စာဆောင်စုတောင်းခြင်းနဲ့ပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့တွားခေါ်ဆိုတဲ့ကျွန်တော်ချင်းအတွေ့အခေါ်ကလာတဲ့ကျမ်းစာကတွားခေါ်ဆိုတာကခန္ဓာကိုယ်နဲ့ပို့ပြီးတော့ဆက်နွယ်သွားပြီနောက်ပြီးတော့တတ်နိုင်ဆိုတာကနော်မြန်မာစိတ်ကတော့စဉ်းစားခြင်းနဲ့ပို့ပြီးတော့ဆက်နွယ်မှာပေါ့ဆိုတော့ဘာကြမ်းမလဲဝိညာဉ်နဲ့နှလုံးခံစားချက်နဲ့နော်ခံစားချက်နဲ့နော်ဒီဝိညာဉ်နဲ့ခံစားချက်နဲ့နာခံခြင်းထည့်ဖို့ရန်အတွက်လွယ်မလားအဲ့ဒါလေးလွယ်ဖို့ဆိုတော့အင်္ဂလိပ်လိုကြတော့ impossible ဆိုတာဖြစ်ခြင်းဆိုတော့အလေဘဟိုထိတူကသွားပြီးတော့မြင်ခွင့်ရတော့ဆိုတော့ဒီနေ့ကျွန်တော်ယုံကြည်သူတွေကကျမ်းစာကိုဖတ်ကြတယ်တူတူခရိယန်တွေကကျမ်းစာတူတူဖတ်တယ်နော်အတူတူယုံတယ်ဘာဖြစ်လို့ကောင်းကြီးမတူတာလဲဘာလို့ကောင်းကြီးกว่าတာလဲကျွန်တော်ဆိုချင်းအောင်တွားရင်တို့မေးလို့ရှိတာပေါ့ဆရာဥပဦးနော်မြန်မာနိုင်ငံမှာဘာဖြစ်လို့ခရိယန်တွေဆင်းရဲပြီးတော့ခရိယန်မဟုတ်တဲ့လူချမ်းသာတာလဲတဲ့ကျွန်တော်မေးတယ်ကျွန်တော်ပြောတယ်မြန်မာနိုင်ငံမှာခရိယန်တွေဆင်းရဲပြီးတော့ခရိယန်မဟုတ်တဲ့လူချမ်းသာတယ်ဆိုတာမြန်မာနိုင်ငံမှာဟုတ်ပြီမြန်မာနိုင်ငံမှာဆိုရင်တက္ကသိုလ်လုံးမှာရောခရိယန်တွေဆင်းရဲပြီးတော့ခရိယန်မဟုတ်တဲ့လူချမ်းသာတာလို့မေးတော့တက္ကသိုလ်လုံးကျွန်တော်နားမလည်ဘူးတဲ့အဲ့ဒါမြန်မာနိုင်ငံကဘာကိုတွေ့တဲ့ကြောင့်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာတွေချမ်းသာပြီးတော့ခရိယန်တွေချင်းတွေဆင်းရဲတယ်ကျွန်တော်ပြောဗုဒ္ဓဘာသာတွေကနာခံတယ်ချင်းတွေကမနာခံဘူးခရိယန်တွေကအခုပြောင်းပြန်ခရိယန်တွေကမနာခံဘူးခရိယန်မဟုတ်တဲ့လူကနာခံတယ်ဆိုတော့နာခံတဲ့လူပူချမ်းသာတယ်အဲ့ဒါချမ်းသာတာလေနော်ဝိညာဉ်ချမ်းသာတာလားနော်စိတ်ချမ်းသာတာလားနှလုံးချမ်းသာတာလားခန္ဓာချမ်းသာဆိုတော့မကြည့်တတ်ရင်ရောကုန်မှာပဲဆိုတော့တကယ်ချမ်းသာစိတ်ကဒီနိုင်ငံတော်ဘုရားခင်နိုင်ငံတော်စိတ်က၄ခုစလုံးချမ်းသာမှတကယ်ချမ်းသာတယ်လို့ခေါ်တယ်တစ်ခုလောက်ချမ်းသာရင်ကျန်တဲ့လူကမထိန်နိုင်ရင်ပြန်ဆုံးရှုံးတယ်နော်ခန္ဓာချမ်းသာတယ်စိတ်ဆင်းရဲတယ်နောက်ပြီးတော့နော်စိတ်ချမ်းသာတယ်နှလုံးဒုက္ခရောက်တယ်နောက်ပြီးတော့တချို့တွေကနှလုံးချမ်းသာတယ်နော်ခန္ဓာဆင်းရဲတယ်ကျွန်တော်တို့ကတစ်ခုလောက်ချမ်းသာတာနဲ့နော်အဖြစ်ဘယ်လောက်ရတယ်လဲပေါ့တချို့တွေကချမ်းသာတဲ့စတိတ်တွေကိုလည်းပါလဲအရေးအတွက်များများနဲ့နော်သူတို့ကစဉ်းစားတယ်ဒီမှာတော့တကယ်ချမ်းသာဆိုအရေးအတွက်များများထက်စွမ်းအင်များတာပါဝါများများနဲ့နော်စွမ်းအင်များတာနဲ့မတွက်ပဲနဲ့အရေးအတွက်များတာနဲ့တွက်ရင်ဆိုတော့ငွေအများကြီးပိုင်တဲ့လူချမ်းသာလို့သွားပြောရင်ငွေအများကြီးပိုင်တာဟာနော်ငွေစွမ်းအင်ဆိုတော့အရေးအတွက်ဆိုတော့ဒီမှာခန္ဓာကိုယ်မှာပဲသွားပြီးတော့သုံးလို့ရမယ်ဆိုတော့ဒီမှာတော့ငွေအများကြီးဆိုရင်တော့သုံးလို့မရတော့ဘူးဘာလို့လဲသူစွမ်းအင်ကငွေနဲ့သွားလို့မရတော့ဘူးတဘောပေါက်မှုများနဲ့သွားမှရမှာနောက်ဒီမှာကျတော့ငွေအများကြီးနဲ့သွားလို့မရတော့ဘူးခွင့်လွှတ်နိုင်တဲ့ဖက်ကသွားရင်ပူလေတာပေါ့နောက်ဒီမှာကျတော့လည်းငွေနဲ့သွားလို့မရတော့ဘူးနာခံနိုင်တဲ့စွမ်းအင်များမှချမ်းသာလို့ခေါ်မှာပေါ့အဲ့လိုမျိုးလေးတွေဆိုတော့ကျွန်တော်တို့ကစာချောင်ဆူတောင်းခြင်းအတိတ်ပဲကိုကျွန်တော်တို့ကြည့်တဲ့ခါမှာနော်
မြန်မာနိုင်ငံကျန်းစာနဲ့နော်ကိုရီးယားကျန်းစာနဲ့အင်္ဂလိပ်ကျန်းစာနဲ့ချင်းကျန်းစာနဲ့ကျွန်တော်ဘာသာပြန်တဲ့ခါမှာဘာသာပြန်တော့သူရဲ့သဘောပေါက်နိုင်တဲ့စကားလုံးကိုသုံးတဲ့ခါမှာတစ်ခါလေချင်းစကားကျန်းစာဖတ်ရင်သဘောပေါက်တာကတစ်မျိုးမြန်မာကျန်းစာဖတ်ရင်သဘောပေါက်တာကတစ်မျိုးအင်္ဂလိပ်ကျန်းစာပဲသဘောပေါက်တစ်မျိုးအဲ့ဒါဘာလဲဆိုမှားတာမဟုတ်ဘဲနဲ့သဘောပေါက်နိုင်တဲ့အင်အားကမတူဘူးအဲ့ဒါကျွန်တော်အမြဲတမ်းပြောတယ်ဖြစ်နိုင်ရင်အင်္ဂလိပ်လိုဖတ်ကြည့်သဘောမပေါက်ရင်လည်းဖတ်ကြည့်သဘောမပေါက်လည်းဖတ်ကြည့်သဘောနာမှာဖတ်ကြည့်ဖတ်ရင်နဲ့နော်သဘောပေါက်သွားလိမ့်မယ်နော်လောကမှာဘယ်ဘာသာစကားမှမခက်ဘူးခက်တဲ့ဘာသာစကားမရှိဘူးကျွန်တော်တို့အချိန်မပေးလို့နော်နားမလည်တာပဲရှိတယ်အဲ့လိုကျွန်တော်အမြဲတမ်းပြောတာပေါ့ဆိုတော့တချို့တွေပြောခင်ဗျားတို့ချင်းတော်မှာနော်အခြားသောဘာသာစကားဆိုပြီးတော့ဆုတောင်းပြီးတော့အလ္လာဘတ်တလဘဟာလာလာဆွန်ဒရာဘဒရာပြောတဲ့အဲ့ဒါအခြားသောဘာသာစကားပြောဟုတ်ပြီအဲ့တော့အင်္ဂလိပ်စကားလည်းအခြားသောဘာသာစကားပဲဆိုတော့ဝိညာဉ်တော်ကျွန်တော်နဲ့တူရှိရင်ချင်းတွေကအင်္ဂလိပ်လိုကောင်းနားလည်လို့ရတယ်ဆိုအခြားသောဘာသာစကားနော်အဲ့ဒီစန္ဒရာဘဒရာတစ်ခုတည်းကိုအခြားသောဘာသာစကားမဟုတ်ဘူးနော်အင်္ဂလိပ်စကားလည်းအခြားသောဘာသာစကားပဲကျွန်တော်တို့မိဘဘိုးဘွားစင်ဆက်ကမပြောလာတဲ့စကားအလုံးဟာအခြားသောဘာသာစကားနော်အင်္ဂလိပ်ဆိုရင် other tongues ပေါ့ဆိုတော့ကောင်းကင်စကားကြီးပဲခြားသောစကားဆိုပုံတင်နဲ့တွားတက်ပြီးတော့ကျန်တဲ့စကားအလုံးကခြားသောစကားမဟုတ်လို့ပြောရင်ကောင်းကင်စကားပဲပြောပြီးတော့ဒိတ်ပေဘာသာပြန်မဲ့လူတော်မရှိတဲ့အထိပြောပြီးတော့နော်နားမလည်တဲ့အထိဒုက္ခရောက်ရင်နော်ဘာသာစကားဆိုတာနားလည်မှဒိတ်ပေရှိရလေဆိုတော့အခြားသောဘာသာစကားလည်းနားလည်မှဆိုတော့ကိုပြောတဲ့စွန်ဒရာဘန္ဒရာပြောရင်လည်းကိုကနားလည်လာရင်ဒိတ်ပေသိတော့ပေါ့နားမလည်လာဒိတ်ပေမသိဘူးဆိုတော့နားမလည်ရင်အကျိုးတက်ရောက်မှုရှိမလားအဲ့လိုမျိုးဆိုတော့မိမိတို့နားလည်နိုင်သောနေရာကိုတဲ့ဆိုတော့ဒီမှာမြန်မာလိုဖတ်ရင်မတတ်နိုင်တာဘာမှရှိမှာမဟုတ်ဆိုတော့မတတ်နိုင်ဆိုတော့ဗာလဲစဉ်းစားတာလားရှုထောင့်လားအင်္ဂလိပ်ဆိုတော့ thinking or perception or no shoot down or doctrine no doctrine တို့ဘာလို့အဲ့ဒါပါလားဗောနောက်ပြီးတော့ဒီဘက်မှာမတတ်နိုင်ဆိုတာခံစားချက်ဘက်မှာတတ်နိုင်ခြင်းဆိုတော့သုံးလို့ရမလားအဲ့ဒါလည်းလို့တာဗောနော်ဆိုတော့ဒီနေ့ကျွန်တော်ကဒီနေ့73ချက်ပါလို့ဆိုတော့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းအားဖြင့်သခင်ခရစ်တော်ကနိုင်ငံတော်ကိုမိတ်ဆက်ပေးတယ်ဆိုတော့ကျမ်းစာမှာကျွန်တော်ကကျမ်းစာမှာအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းကိုစကလုံးကိုလိုက်ရှာပြီးတော့ဓမ္မဟောင်းကျမ်းမှာရှာဓမ္မသစ်မှာရှာမြန်မာလိုပေါ့အင်္ဂလိပ်ကျတော့နော်ဓမ္မဟောင်းဆိုတော့မဟုတ်တော့ဘူးစာချုပ်အဟောင်းမှာရှာစာချုပ်အသစ်မှာရှာပြီးတော့အစာရှောင်ခြင်းတွေ့တဲ့နေရာတိုင်းကိုယူပြီးတော့အဲ့ဒါနဲ့ကျွန်တော်ရှင်းပြတဲ့အခါမှာဘာဖြစ်လဲအထွေထွေဖြစ်သွားတယ် general ပေါ့အခုတော့တခင်ခရစ်တော်ပြောတဲ့အတိုင်း specific ခရစ်တော်ပြောတဲ့အတိုင်းပြန်လိုက်တဲ့ခါမှာတော့ရှင်မဿဲမှာသူပြောတယ်နော်နောက်ပြီးသူကတကယ်အစာရှောင်တာကရှင်မဿဲအခန်းကြီး၄အငယ်၁ကနေပြီးတော့20မှာတကယ်ရှောင်တယ်ရက်40ရှောင်တယ်40 days ဆိုသူကိုယ်တိုင်ရက်40ရှောင်တယ်သူကိုယ်တိုင်ရှောင်ပြီးတဲ့နောက်မှာနော်အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းအပြင်မဖြစ်နိုင်တဲ့ဘာမှမရှိဘူးဆိုတာသူကတတ်သိပြသွားတယ်ဆိုတော့သူကိုယ်တိုင်ရှောင်တယ်သူကိုယ်တိုင်ရှောင်ပြီးတဲ့နောက်မှာအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းအပြင်မဖြစ်နိုင်တဲ့ဘာမှရှိမှာမဟုတ်လို့သူကတတ်သိပြသွားတာပေါ့ဆိုတော့ကျွန်တော်ကလည်းကိုယ်တိုင်ရှောင်ရင်ရက်40ကိုယ်တိုင်ရှောင်ရင်ရှောင်ပြီးတဲ့အခါမှာမဖြစ်နိုင်တဲ့ဘာမှရှိမှာမဟုတ်ဆိုတာလေကိုယ်တိုင်မြင်ဆန်းခွင့်ရမှာပေါ့မြင်ဆန်းခွင့်ရမှာဆိုတော့ဒီနေ့အဲ့ဒါကိုပြောကြည့်မယ်ဒီမှာဒီနေ့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းရဲ့အဓိပ္ပာယ်ကတော့တဲ့ညစ်ပတ်သောအရာများကိုစေကြောခြင်းတန်ရှင်းစေခြင်းဆိုတော့အခုကျွန်တော်တို့အခုနော်ဓမ္မဟောင်းကျမ်းမှာကျွန်တော်ပြန်သွားကြည့်အောင်ဓမ္မဟောင်းကျမ်းမှာအက်စတာတို့အစာရှောင်တယ်အက်စတာတို့အစာရှောင်တာကခန္ဓာကိုယ်အလုံးအသက်ခံရတော့မယ်နော်ရှေ့ပြဲလူမျိုးတွေဂျူးလူမျိုးတွေကိုနော်အာဟာရှုရစ်တိုင်းပြည်မှာသူတို့အကုန်လုံးတတ်မယ်ဘာဖြစ်လို့တတ်မလဲဆိုတော့ဘိုလ်ချုပ်ကြီးရဲ့နော်လိမ်လည်တဲ့ဖျားမှုကြောင့်ပေါ့နော်သူကဂျူးလူမျိုးတွေတအားမုန်းတဲ့အတွက်လူမျိုးပြုံးခုလည်းရှိမြကဘာမှာရှိတဲ့ခုလည်းပါလဲအခုလူမျိုးပြုံးတတ်ချင်တဲ့စိတ်တရှိတယ်ဆိုတော့အဲ့ဒီသူတို့လူမျိုးကိုအကုန်လုံးတတ်ပြစ်မှနော်သူ့ရဲ့နေရာတွေအားလုံးဟာကောင်းမယ်လေဆိုတော့အဲ့ဒီလူမျိုးတွေကနာခံတဲ့ခါမှာသူတို့ကထိတ်ရောက်တော့သူကမကြော်နိုင်ဘူးမကြော်နိုင်တော့ဒီလူမျိုးတွေအားလုံးတတ်မယ်ဆိုနာခံတော့သူတွေအားလုံးတတ်ပလိုက်မယ်လို့သူကဆုံးဖြတ်ချက်တာလေဆိုတော့သူတို့နာခံတော့သူတွေအားလုံးတတ်ပလိုက်မယ်လို့ဆုံးဖြတ်ချက်ရှင်မင်းကတစိတ်ထိုးပြီးတော့လှုပ်တဲ့ခါမှာသူတို့ကအစာဆောင်ဆူတောင်းတယ်ဆိုပါလေ
Every a hand down alone, Shannon Bible, Sashonabo. Through 2 years on the Camaro, through a hand down alone, Shimpido Yellow. So, Alice Shimpi the hard, no? Through your less sachi, then Halonda was Shimpira, Na Canan Londa was Shimpira, no? Through a shoot down alone, Danshin Sirala, now Kanda, that Kamani and Lumha Dwadala, Luton me, the children do a Kanda will teach in a Lumha Lubome. Dalem Hane. The children throw a cancer alone, Lutore, Dalem Hane. The children throw a shoot down alone, Lutore, Dalem Hane. The children throw a Nakanchi, Pianyare. So who? Any two years are some Binoma, more the Gega, Shimmy, a Tison, Yaship to Doyle. So the more the gay and Nakanchi alone, tea of dollar. So me and Hanelo, Likus alone me and Hane. Mammy and Hanelo Jaro, the Kumi me, Dami me, Dami me, Dami me, so the Kumi Nelua, county the Kut about me, Nakumi Nelua, county the Kut about me. Don't come in Nelua, county don't put the wall bomb, Lay come in Nelua, county lay put the wall bottom hole. Such a Jesu Maro, Dima. Such a suit down Jenya, a Jew Jesu Lema, a mew, miare. The children to Riga, Canao Domine, the children to Ria, shoot down Domine, the children to Ria, Halonda Domine, children to Ria, Winnie Domine, the children to Rijaro, lay cool Domine. So, the children to Ria, Winnie to Beminaria, Winnie Yia, Subiore, Winnie Yia Swinle, Libega, do Hayawi. Coachina Majaro, Winnie Yia, do Assassin Lekama, Canao letter Machamaro. So, come here, Winnie Yia, do Assassin Lekano Machamaro, Sisaba, Surdove, Canaro Pian Pepsi Masaro. Through a Saro sound, Dame, Canao. Jama you don't sound. When you do a sound, when you do a sound, no Hana and Hayo. So see Sabas and Masao. Mimi a tema, no? A hand down now said he got simply like him, Hande. That man, look at the vitamin zero, Song Song Davi. I got the vitamin Song, Piva to do my pitchino. They were see it. So Kamia Sashon, Mimi a day and yet you see Joda. Who Kamia Sashon look. The in the county, a tail like county, a sign like county, a soul like county, no? Now we all, no? Chowcat like county, no? A cook come out, a session, no, count the vitamin, some sort of vitamin, see Sabalas of Masaro. So do about it, do a session, winning to be the Wapa widow, can now get the one bottle. Masaro, Mania Lepodide, no, Izoma, no, Kensa, Yoga, Yade, no, Antia, no, Indian and I Wunjie, Zanibo, Tua, Sau, Kensabo. Sau Kensa Suro, through, no, Siamonia Pore, Sau Kensa Suro, no, Elisa do Piaplime, Piaplime with Okensa alone from Bime, Pimpia Sau Machiro in Tatilum Yaro, so in Tatilum Yaro, in Tatilla Power, Big Blame, Big Blame with a pine at Popime. Pine Pabilo, by the animal in Tateluari. Every pine in that Chowlak animal, Chowny to Decime. I love him so. When Jesus near Machayu, Pine in Tatella Machayu, no. TNTBC, no. Pine in Tatella Machayu wood, so. To know India, Dollar Mania Dolo, Natashima. Natashima, India dollar to us, suit down like Hane, Tonosima. Selva suit down be by the two new ones yet on the see a suit down being built with the general appeal there. So, do your jello to get young there. See a suit down being done with a appeal there, but a little in a little middle. Come here, leave 10 little down with a build at least. Taka no. Young Ji Chin, so let the hood him ho. Young Ji Chin ha no. Hobby no. Bow young the less swallow it. So, a sa showing him down with young the la. Assassin Jimmy Sejo made on the Lazamo Crido, Apin Namado, Bin Sejo made on the Lazamo Nakan Cham Sejo, Toro Yonda, no? Nakane Hajama Miara. Some Nakan Kimama Mia, Wulu, Elusin Balo, Lesson, Assassin Mala, no? Babule, Mimi Uma, she against Saha, against her silver. Alice Selha, Mimi a Sato Galare, Macone Sato Lare, Selga, Damia Doi Pillow, Macan looking Saturday. So, I can't say, when he is on Lucien, and he sell the alone team. So,
အိမ်တာရဲပါသွားမယ်နော်အညစ်အကြေးဖြစ်သွားမယ်အဲ့ဒီပြီးမှနော်ဆုတောင်းပေးမယ်ကောင်းချီးပေးမယ်ပြန်အသစ်ဖန်တီးသောစအူကကင်ဆာပါသောစအူမဟုတ်တော့ဘူးကင်ဆာမရှိတဲ့စအူဖြစ်မယ်အဲ့ဒီမှာကောင်းချီးရမယ်လို့ပြောသွားယုံတယ်တဲ့ယုံရင်တော့ရှောင်ဆိုသူကရှောင်တယ်9 ရက်ရှောင်ပြီးတော့9 ရက်ပြည့်တဲ့နေ့မှာကျွန်တော်ဆုတောင်းလာခံတယ်ကျွန်တော်တောင်းပေးခင်ဗျာစအူမှာကင်ဆာတွေအားလုံးဟာစားစရာမရှိတဲ့အတွက်နော်စားတော့မရတော့တဲ့အတွက်တည်ပြီနော်ကင်ဆာဆဲလဲအစားတော့မရှိရင်တည်တယ်တည်ပြီအခုတည်ပြီဆိုတော့အခုကျွန်တော်ကောင်းကြည့်ပေးမယ်စအူမှာဆဲလ်အတစ်ပြန်လာမယ်အဲ့ဒီဆဲလ်အတစ်ပြန်လာဖို့အတွက်ဗီတာမင်စားပေးရမယ်ဗီတာမင်စားပြီးကောင်းကြည့်ပေးမယ်ပျောက်မယ်ဆိုတော့လှုပ်တော့သူကပျောက်သွားရောဆိုတော့ပျောက်သွားပြီပျောက်သွားတော့အသင်းတော်ဒီမှာပြဿနာပေါ်တယ်ဘာပြဿနာပေါ်လဲဆိုတော့ဝိညာဉ်ရေးသမားတွေကတစ်မျိုးခန္ဓာသမားတွေကတစ်မျိုးအုံနောက်သမားတွေကတစ်မျိုးခံစားသမားတွေတစ်မျိုးညင်းကြတယ်ဘလို့ညင်းတယ်လဲဆိုတော့ဒီဝန်ကြီးစနီးကင်ဆာပျောက်တာဟာဘလို့နည်းနဲ့ပျောက်တယ်လဲလို့သူတို့မေးခွန်းမေးတဲ့ခါမှာဝိညာဉ်ရေးသမားတွေကဆရာဥပကိုဆူတောင်းပေးလို့ပျောက်တယ်ဆိုဝိညာဉ်ရမှာဆရာဥပကိုဆူတောင်းပျောက်တယ်နောက်ပြီးတော့ဒီစိတ်ပန်းဆိုင်ရာသမားတွေကဆေးစားလို့ပျောက်တယ်နောက်ပြီးတော့ဒီဘက်ကလူတွေကအစာရှောင်လို့ပျောက်တယ်ဆိုတော့အစာရှောင်ပြီးပျောက်တာနဲ့ဆူတောင်းပြီးပျောက်တာနဲ့ဆေးစားပြီးပျောက်တယ်ဆိုတော့၃ဖွဲ့ညင်းကြတယ်နောက်ဆိုတော့ညင်းနဲ့တို့စိတ်ဆိုးကုန်ပြီဆိုတော့အိုင်ဇွန်မှာရှိအသင်းတော်တွေကအသင်းတော်တစ်ပါးထဲမှာညင်းခုန်ကြပြီးတော့စိတ်ဆိုးပြီးစိတ်နာသွားကြပြီးတော့နောက်ပိုင်းကျတော့အသင်းတော်ထဲမှာတနေ့မှမနေချင်ကြတော့ဘူးကွဲခါနေပြီပေါ့2013ကျွန်တော်ရောက်သွားတော့ဆရာဥပဝူရောက်လာတာကျေးဇူးတော်ပဲတဲ့ဖြည့်ရှင်းပေးပါတဲ့ခမရရဲ့ပြဿနာနော်ကျွန်တော်ရဲ့ပြဿနာခမရပြဿနာဖြည့်ရှင်းပါ9 နှစ်ကြာမှခမရရဲ့ပြဿနာဖြည့်ရှင်းပေးပါဆိုဟုတ်လားကျွန်တော်ဖန်တီးခဲ့တဲ့ပြဿနာဆိုဖြည့်ရှင်းမယ်ဆိုခမရပြန်ပန်နေတယ်ကျွန်တော်အတင်းတော်တွေလည်းအကုန်လုံးကွဲတော့မယ်နော်ခမရလာလို့မလာရင်ပိုကောင်းခုတော့လာတော့အတင်းတော်တွေအကုန်လုံးကွဲခါနေပြီဆိုမဖြည့်ရှင်းရမလဲဆိုတော့အဲ့ဒီဝန်ကြီးစနီယောဂပျောက်သွားတာဟာဆရာဥပကိုတကယ်ဆရာဥပကပျောက်မယ်လို့ပြောတာလားဆိုအေးကျွန်တော်ပြောတာတကယ်လည်းပျောက်တယ်အခုပျောက်သွားပြီဆိုတော့အခုကျွန်တော်တို့ပြဿနာပေါ်လာတင်းတော်မှာတဲ့ဆရာဥပကိုဆူတောင်းပြီးလို့ပျောက်တယ်ဆိုတဲ့လူနဲ့ဆေးစားလို့ပျောက်တယ်ဆိုတဲ့လူနဲ့အစာရှောင်လို့ပျောက်ဆိုတော့3ဖွဲ့ရှိတယ်တဲ့ဘယ်ဖွဲ့မှန်တယ်လဲဆိုတော့ဆရာဥပကိုယ်တိုင်လက်ညှိုးထိုးပေးပါတဲ့နော်ဘယ်ဖွဲ့မှန်တယ်လဲဆိုတော့တက်တည်ပြပေးဆိုတော့ကျွန်တော်လည်းဟုတ်ကဲ့အခုလိုပဲပေါ့အဲ့ဒီဝန်ကြီးစနီးစအူကင်ဆာပျောက်သွားတာဟာဆရာဥပဥကအစာရှောင်ခိုင်းတယ်စာရှောင်ခိုင်းပြီးတော့ဆူတောင်းပေးပြီးတော့ဗီတာမင်စားခိုင်းပြီးတော့ပျောက်တယ်3ခုစလုံးပေါ့နော်အစာလည်းရှောင်ခိုင်းတယ်ဆူလည်းတောင်းပေးတယ်ဗီတာမင်လည်းစားခိုင်းတယ်ပျောက်တယ်ဆိုသူတို့အသင်းတော်ရဲ့ဥက္ကဋ္ဌ3ခုပေါင်းလို့ရလို့လားဆိုကျွန်တော်ပြောတယ်ကဘာပေါ်မှာပေါင်းလို့မရတာတခုမှမရှိဘူးနော်ပေါင်းလို့ရတာတခုမှမရှိဘူးအစာရှောင်တာလည်းဖရာသခင်ဥစ္စာဆူတောင်းတာလည်းဖရာသခင်ဥစ္စာဆေးဝါးတွေအားလုံးလည်းဖရာသခင်ဥစ္စာဖရာသခင်ဥစ္စာအကုန်လုံးပေါင်းလို့ရတယ်ဆိုအဲ့လောက်လွယ်တာကိုချင်းစကားနဲ့တိတာပဲဆိုတာလေနော်ငါတို့တိတာပဲနော်ကထိုက်ကထိုက်ကိုနိုင်အမှန်လို့တဲ့ကတော့ဆိုတာလေကျွန်တော်တိတော့တိတယ်မမှန်ဘူးလို့ထင်နေတယ်ဆိုအမှန်နဲ့တွားရင်ပြောတော့မယ်ကဲဒီနေ့ကျွန်တော်ယုံကြည်သူကလည်းအမှန်နဲ့တွားရင်ကိုမှန်တယ်လို့ထင်ပြီးတော့သူများမှားတယ်လို့ထင်ရင်ညင်းပြီဆိုအမှန်နဲ့တွားရင်ပြတာပေါ့လေမိမိမှန်တယ်လို့ယုံပြီးသူများမှားတယ်လို့ယုံရင်အဲ့ဒီမှားတယ်လို့မှန်တယ်လို့လည်းညင်းပြီဆိုဟိုကလူကလည်းမိမိမှန်တယ်လို့ပြန်ပြောတယ်ကိုမှားတယ်ဆိုကိုဘက်ကမှန်တယ်လို့မြင်တယ်ပြောတယ်သူများဘက်ကမှားတယ်လို့မြင်တယ်ပြောမုန်းပြီလေဆိုအမှားမှန်နဲ့တွားရင်တဲ့မိမိဘက်ကမှန်တယ်လို့ထင်ရင်သူများကိုတော့အထင်သေးပြီဆိုအမှားမှန်ဟာသူများကိုအထင်သေးစေတဲ့နော်ကျွန်တော်တို့ရဲ့ပါလေဟန်တာပေါ့ဟန်တာနောက်ပြီးတော့အကောင်းအဆိုးနဲ့မြင်ရင်မိမိကောင်းတယ်လို့မြင်ရင်သူများမကောင်းဘူးလို့မြင်ရင်အဲ့ဒါမကောင်းဘူးဆိုတော့ထင်သေးပြီဟိုကလည်းသူကောင်းတယ်ကိုမကောင်းဆိုအကောင်းဆိုးဆိုတာကျွန်တော်ပါလေကျွန်တော်ရဲ့အဟန်တာဖြစ်သွားပြီအခုတော့အမှန်နဲ့မတွားနဲ့အကောင်းဆိုးလည်းမတွားလည်းမကောင်းတဲ့လူလည်းထင်မသိနဲ့တရားလည်းမဆွဲနဲ့မမှန်လို့လည်းထင်မသိတရားမဆွဲနဲ့နာခံခြင်းနဲ့တွားရင်တခင်ခရစ်ကပြောတယ်ဆင်းရဲသားကိုတွေ့ရင်တဲ့
Malo Siere, Macalo Siere, Loma Tibane. Mimi Bega, Shira Liube, Bibo Bes, Sinsa, Lee Savius, Babule, to Sielo, a poha, beat them aloha, to know your county Pelame. So to know, Na Kala Credo, Na Kalai, Lusuga, to know county Piloma. Credo, Na Kalai, Mother doesn't know county Piloma, Assassin, sit down at him. Dear amigo, no? Winnie, I mean, Winnie, I mean, Kansate, Nalonda, yes, now we all say, shoot down. Kanaguale, do, my pebene, to Shida Liu, Mia Pila, Amia Malo, Mimi Shida Li, no, yin a question to quit. Yin a question to quit, Mia Malo, no. Bob and the chance in the town. Mia Malo, but soon the test in the te. Mia Malo, no. Nine Tama who can be some low. Roman must then Tama who can be at the Amo Doyle. Counting on majority, $6 can be alone. Hello, to Miasma who can be the tea, Pimban Hamsamalu, Mimi Shira Liu. No? Say no, no? Say no, a Jimene. Na Hamiro. Bowing be. Tell Jamma Chinquiare. So, Assassin Sudan champion, Jamma, the Sudamaduria, the Kanao Jamaro, that they can elucime. Assassin Sudan champion, the lawyer Chaka Jamma Dore, Assassin Sudan champion, the lawyer Dain Jamma Dore, Assassin Sudan champion, the lawyer Te Jamma Dore, Assassin Sudan champion, the lawyer Kinsat Piaudore, Assassin Sudan, the lawyer, do Piaudore, Kana women to know that they cana, Amia, you do it, Naro, Poo the Bobo, the Ayabo. The next Sasson shoot down champions don't know yet. I mean, Jamma Dore, shoot down Jamma Dore, Lumio, Quecha say Jamma Dore, Kangana Quecha say Jamma Dore Sura. The take kindly, ah, oh boy. A who Mimanang Mazakobale, Mimanang Madu, Siawa Ude, Kamia Mimanang Kuni Mesure, a Kuni de Ku, America Mas, a welcome with Shadonga. So the all sons of the Yaman Usam Hendo Wu, Lo, Atanjalo, Miman Piana Resore, Lare Leku, Miman came and so can you Leku. So, as a Miman Balloon Pion letter, Ma Pion Levula, Ma Pion Levula, Pion Lessichinaro. So, draw Miman and Jeep Council in Allah, no? Tenoro, Mimi Kudai, Winnie Majama Dewu, say Majama Dewu. Hello, Majama Dew, Kanda Majama Dewa, Naman and you, Usam Himala, Kauna Lucien. That's American thing, Siapoli, Baboso. Camiaro, no. Kauna Mitasu Mashavane, the Timam Ho. I Kauna Mitasu Twin, Tomalene. Now we know, Kauna Tindo Lemashavane, the Timam Ho. Kauna Tindo Twin. I didn't know women win it. No. Thought in that domo win it. But here's the law, come here, Piasi limit. But come here, Majama Bene, don't we? Come here, Kanao Majama Bene, say Majama Bene, Nalo Majama Bene, Winimana Kamena, counting the dino down in come here, Piasi limit. Meet us to Dale, come here, Piasi, come here, I pet the Madop Mesa Madonna. So we have to know. But Tamarilu, Conatino, Lematoro, Conamitasu, Maconamitasu, Talule, Matachim, no. Macona, Maconatino, Matachimu. The Gilans of Macona Holy, as a account soon as Matone, Macona, Machamabu. So Machama, the Hama, Machama, Bulako, me, Macam Bulumami, Machamabu. Mamma Mulumi minute, Majama Bulumi, Sasson suit down chin up and go Jaman. As on Lulu, Macam Bulumi, Mammy Minute. Mamma Bulumi minute, Majama Bulumi, go in all lesson. Sasson suit down chin makes a below lesson. Dame Majama Bulumi minute, Macam Bulumi, Bell Pumla too. Macam Bell Pumla, Town de Bourma. Macam Bulumi and Town de Bourma the Botadai. Mamma Bulumi and Bell Pumla. Pumenia, monsieur, Machama Bulumi,
ကျမ်းမာမဲ့နေရဖို့ဆိုတော့အစာရှောင်ဆုတောင်းခြင်းပို့ရတဲ့ခုမှအစာရှောင်ဆုတောင်းခြင်းအတိတ်ပဲရပါလေတန်ရှင်းစေခြင်းဆိုကျွန်တော်မကျမ်းမာတာမဟုတ်ဘူးခန္ဓာကိုယ်ထဲမှာမကျမ်းမာဘူးဆိုခန္ဓာကိုယ်ထဲမှာပါလေမလိုအပ်တော့အပူအရှံတွေကခန္ဓာကိုယ်နှောက်ယှက်ပေးနေတယ်လူမျိုးခွဲခြားရေးကကျွန်တော်ခန္ဓာကိုယ်နှောက်ယှက်ပေးတယ်ကိုင်းကနာခွဲခြားရေးကနှောက်ယှက်ပေးတယ်သူများပြောတာကိုခွတ်မလွတ်ခြင်းကစိတ်နာစီတယ်သူများပြောတော့နားမလည်ပေးခြင်းကစိတ်နာစီတယ်ကိုယ့်ရဲ့နော်အထက်ကလူကကျွန်တော်ကိုခိုင်းတာကိုမနာခံခြင်းကရံပြုတ်စေတယ်တိုက်ခိုက်စေတယ်ဆိုတော့အဲ့ဒီသုံးခုနဲ့ခန္ဓာကိုယ်သုံးချက်ရင်ခန္ဓာကိုယ်ပါလဲခန္ဓာကိုယ်ဟာတဲ့ခုပြောကြည့်မယ်နော်ခန္ဓာကိုယ်ဟာတဲ့စိတ်နဲ့ဝိညာဉ်ရဲ့အလုတ္တမဖြစ်တယ်ပြန်ပြောမယ်နော်ခန္ဓာကိုယ်ဟာစိတ်နဲ့ဝိညာဉ်ရဲ့အလုတ္တမဖြစ်တယ်ဆိုစိတ်နဲ့ဝိညာဉ်ကကိုင်းကနာခွဲခြားမှုအတွက်သုံးရင်တော့ကိုင်းကနာခွဲခြားသူစိတ်နဲ့ဝိညာဉ်ကလူတွေကိုအမှားလို့မြင်ခိုင်းရင်ခန္ဓာကိုယ်ကအမှားပဲမြင်ပြီစိတ်နဲ့ဝိညာဉ်ကလူတွေမကောင်းဘူးလို့မြင်ခိုင်းရင်အကောင်းဘူးဆိုတော့မကောင်းဘူးမှားတယ်လို့မြင်ခန္ဓာကိုယ်ကဖြစ်လေသူ့ကိုအရေးယူမိမယ်ရိုက်မိမယ်တတ်မိမယ်ခိုက်မိမယ်ဖြက်စီးမိမယ်ဆိုစိတ်နဲ့ဝိညာဉ်ရဲ့အလုတ္တမနောက်ပြီးတော့စိတ်နဲ့ဝိညာဉ်ရဲ့အလုတ္တမခန္ဓာကိုပြောခန္ဓာကိုယ်ကနာကျင်လာတဲ့ခါမှာတဲ့နှလုံးသားဟာခန္ဓာကိုယ်ရဲ့ခံစားပြီးသူဆိုတော့ခြေထောက်နိုင်လည်းခံစားပြီးတယ်လက်နိုင်လည်းခံစားပြီးတယ်အုံနောက်နိုင်လည်းခံစားဆိုနှလုံးသားဟာတဲ့ခန္ဓာကိုယ်ရဲ့ခံစားသမျှအလုံးကိုနားလည်ပြီးသူခံစားပြီးသူထိခိုက်ခံသူဆိုတော့ခန္ဓာကိုယ်ကစိတ်နဲ့ဝိညာဉ်ရဲ့နော်မနာခံခြင်းကိုလိုက်သွားလို့တအားနာသွားရင်နှလုံးသားတအားထိတယ်တအားထိဆိုနှလုံးသားဟာပါလေအရင်မဟုတ်ဘူးတဲ့နောက်ဆုံးအရင်ဆုံးကတော့စိတ်နဲ့ဝိညာဉ်ကအရင်ဆုံးဖြစ်မယ်ကျွန်တော်စိတ်နဲ့ဝိညာဉ်ကိုနော်ဒီမှာနော်ဝိညာဉ်ကအပြင်ပန်းရောက်သွားပြီးတော့ကျွန်တော်ဘာသာရေးအဖြစ်နဲ့ဝိညာဉ်ရေးရလို့လိုက်ဆိုင်နာခံခြင်းဟာကပ္ပပေါ်မှာအခက်ဆုံးလို့မြင်တော့မယ်ဒါမဲ့ဒီမှာအထဲမှာတန်ရှင်းတော့တကူအဖြစ်အထဲရောက်လာရင်ကပ္ပပေါ်မှာအလွယ်ဆုံးပဲနာခံတာဖရာသခင်နိုင်ငံတော်ဝင်လာရင်တဲ့နာခံခြင်းဟာအလွယ်ဆုံးဘာလို့လဲမိမိကအကျိုးကျေးဇူးကိုနားလည်သွားတာကိုခွင့်လွှတ်ခြင်းရဲ့အကျိုးကျေးဇူးနားလည်ပေးခြင်းရဲ့အကျိုးကျေးဇူးလက်ခံပေးခြင်းရဲ့အကျိုးကျေးဇူးတွေအဲ့ဒါမြင်လာရင်တော့ခွင့်လွှတ်ဖို့တအားလွယ်သွားပြီလေတအားလွယ်သွားပြီဒါပေမဲ့ခွင့်လွှတ်ခြင်းရဲ့အကျိုးကျေးဇူးလက်ခံပေးခြင်းရဲ့အကျိုးကျေးဇူးနာခံခြင်းအကျိုးကျေးဇူးမမြင်ဘူးဆိုရင်ကိုကရှုံးတယ်လို့မြင်လက်စားချေဖို့တအားလွယ်သွားပြီလေတုံ့ပြန်ဖို့လက်စားချေဖို့နော်ပြန်ချဖို့တအားလွယ်သွားပြီလေဆိုအဲ့ဒါမှဒီနေ့တော့ပြန်ဆက်သွားလို့ဆိုအတိတ်ပဲတဖြည်းဖြည်းနားလည်လာမယ်နောက်ပြီးတော့အမျိုးမျိုးတွေကိုသဘောပေါက်လာမယ်အကျိုးကျေးဇူးတွေမြင်တတ်လာတယ်ဆိုရင်တဲ့ဒီနေ့မှာတော့မတွေ့မလဲအစာရှောင်ဆုတောင်းခြင်းရဲ့နော်အမျိုးအစားပါကိုကမြင်လာမှာပေါ့ဆိုတော့ဒီနေ့တော့ခုနကပါလဲအတိတ်ပဲကိုတတိခံကြည့်တယ်နောက်ပြီးတော့အကျိုးကျေးဇူးကိုတတိခံကြည့်တယ်ရည်ရချက်ကိုတတိခံကြည့်တယ်အခုနောက်စတုထအချိန်မှာတော့အစာရှောင်ခြင်းကိုအမျိုးမျိုးပြန်တတိခံမှာပေါ့နော်အရောက်တိုင်းဖျားရှင်ကောင်းကြည့်ပေးပါစေ